ရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်။စီကူပန်ကစီစီနဲ့တငယ်ချင်းများကာတွန်းလေးကိုအခုချိန်ကြီးစောင့်မျှော်ကြည့်ရှုပေးနေကြတဲ့ပရိသတ်တွေရောက်ချင်းစီတိုင်းကိုစီစီကကျေးဇူးအများကြီးတင်ပါတယ်နော်။အခုတော့စီစီအပိုင်း9လေးကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။အပိုင်း9ဇွန်ဘီကဘေး။ဟာဖုန်းလေးနဲ့ပုတ်လာအောင်ပါ။ကောင်လေးတယောက်ထူးဆန်းသောယောဂပိုးကူးစက်ခံရပြီးမျိုးလေးရလူတွေကိုလိုက်ကင်နေ။ဘာလားစမ်းသပ်ခန်းတစ်ခုထဲမှာတော့ဒီယောဂဘုံကထူတော့ထူးဆန်းနေဟုတ်ပါတခါမှမမြင်ဘူးစစ်ဆေးကြရဒါကဇွန်ဘီဗိုင်းရပ်စ်ဖြစ်ပါလေဘာလဲကနောက်လာလားဇွန်ဘီဗိုင်းရပ်စ်ဆိုတာဇာလန်နေထဲမှာပဲရှိတာပါလူသားစားခြင်းနဲ့တေးစမ်းရုံနေပြီငါတို့ပြေးမှရမယ်ချင်းကျိုးတွေကလူကြီးမင်းနဲ့သူမကြားအတိုင်းရောစင်နေလို့ပြတ်ထွက်သွားကြပါပြီဝါ我大妹ထွက်လာပြီ best friend ဘာဖြစ်နေကြတာလဲဇွန်ဘီထွက်လာပြီဝီအဲ့ချိန်မှာစမ်းသပ်ခန်းနေရသိပ္ပံပညာရှင်တွေကကြိုက်ခံလိုက်ရပါတယ်အာဘလို့လဲလို့နေမဲ့စမ်းသပ်ခန်းနေရသိပ္ပံပညာရှင်တွေကတော့ဇွန်ဘီတွေဖြစ်ကုန်ကြပါပြီဘီဘီသေးများအဖွဲ့လူသားရှာပုံတော့အဲ့လိုနဲ့ပဲဇွန်ဘီတွေကမျိုးတွေကိုဝင်လာကြပါပြီလူကြီးကဖလေးကဟိုလူကဒီလူကကအဲ့ချိန်မမိုင်းတို့ရဲ့ကြောင်းဝင်းထဲမှာတော့ဟေးခုညစပိန်နိုင်သွားတာသိလားကောင်းတာပေါ့ဘာတိုင်းတော့က what the fuck ဘာလဲဟာအားလုံးကဒီတိုင်းကြည့်မနေကြနဲ့ပြေးကြတော်လိုက်တာမိုင်းလေးကအဲ့ဒါလေးချစ်မင်းကြီးတော့ let's run to the gate ဟမ်ဇွန်ဘီလေးမဖြစ်ဘူးကျောင်းလေးကလုံခြုံတဲ့တနေရာမှာအရင်ပုံမှာပြန်ပြေးဒါပါလေဖြစ်နေလေခရီးရတကယ်ပဲဇွန်ဘီလေးကမသိဘူးဒါပေမဲ့ဖြစ်နိုင်ရတော့အဲ့ဒါပဲရှိတယ်ဇွန်ဘီလေးကစိတ်ကူးရင်ဇလန်းနေထဲမှာပဲရှိတာ哦အဲ့ဒီစိတ်ကူးတွေကအခုပြင်းကပါဖြစ်လာပြီပေါ့အဲ့ဒါဖြစ်နိုင်တယ်ဒါဇွန်ဘီတွေရဲ့ပုံစံပဲဒါဆိုဒါဘယ်အဆောင်ပြီးကူးဆက်တာဖြစ်နိုင်လဲမဆောက်တဲ့ဥထဲမှာဖတ်ဖူးတာတော့ရှိတယ်ရုံနာနာဒီခိုင်တာတော့မပြောနိုင်ဘူးဒီလိုဟာဇွန်ဘီဗိုင်းရပ်စ်ဖြစ်ပေါ်လာလို့ဇွန်ဘီဗိုင်းရပ်စ်ကမာတီနီယာလို့ခေါ်တဲ့ဘာမှမသိတဲ့တမျိုးကိုသုံးပြီးတခြားလိုအပ်တဲ့ဓာတ်အချို့နဲ့ပေါင်းစပ်ပြီးဖြစ်လာတာပါဒီဓာတ်ကကဘာမြေပုံမှာမရှိတဲ့လောက်ရှားပြီးရှိမယ်ဆိုရင်တော့လူတွေသွားလို့မရနိုင်တဲ့နေရာမျိုးမှာပဲရှိတာမာတီနာကတော့ဒီကဘာဘောမဟုတ်တော့ဘူးဒါဆိုအာကာသာရေးရလို့ပြောချင်တာလားအဲ့ချိန်မျိုးထဲမှာမန်ဒရင်းမောက်ကချောင်းလို့ကြည့်စမင်းသားအောင်စပူရဲ့ညီတထောင်မယူကနေပါတယ်ဂါဟေးဘလို့တော့အာဖြစ်ဘူးအချင်းတွေဒါမှမစိုးရင်ဒီမျိုးကအမြန်ထွက်ပြေးမှာဒါလုံးဝမူမမှန်တော့ဘူးဝါဘာတိုင်းလဲစားငယ်ပိုင်းကိုလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်ပိုင်းမှာသူတို့ဘာတွေဆက်ဖြစ်သွားကြမလဲသိချင်ရင်တော့ကာတွန်းလေးကိုဆက်လက်ဆောင်မျိုးကြည့်ရှုပေးကြပါနော်ကာတွန်းလေးကိုကြိုက်တယ်ဆိုရင်တော့စစီရဲ့ဗီဒီယိုလေးကို like ပေးခဲ့ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါနော်နောက်တော့မှပြန်တွေ့ပါမယ်အားလုံးချစ်ပါတယ်တတား